ตามရဲ့အဓိပ္ပာယ်ကတော့အတိုင်းဆိုတဲ့အဓိပ္ပာယ်ตามအတန်လေးရရှိတယ်เนาะตามနောက်တစ်ခုตามที่แนะนำตามที่แนะนำအသစ်ပေါ်ရတဲ့စကားလုံးแนะนำရဲ့အဓိပ္ပာယ်ကတော့မိတ်ဆက်ပေးတယ်လမ်းညွှန်ပေးတယ်အကြံပြုတယ်ပေါ့နော်အဲ့တော့ตามที่แนะนำဆိုတော့ဒီနေရာမှာကျွန်တော်တို့စားတော့ဆိုင်ရာလို့ပုံစံနဲ့သုံးထားတယ်အဲ့တော့ตามที่แนะนำဆိုတော့recommend ပေးတဲ့အတိုင်းအကြံပေးတဲ့အတိုင်းပေါ့နော်ตามที่แนะนำตามที่แนะนำနောက်တစ်ကြောင်းเอาตามที่แนะนำเอาตามที่แนะนำဒါဆိုရင်เอาအဓိပ္ပာယ်လေးကတော့ယူသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါဆိုလို့ရှိရင်เอาตามที่แนะนำဆိုတော့အကြံပြုတဲ့အတိုင်းပဲယူမယ်အကြံပြုတဲ့အတိုင်းပဲယူမယ်အဲ့တော့เอาရဲ့အဓိပ္ပာယ်ကလိုချင်တယ်ဘေးပါကျွန်တော် basic အကြဆုံးပေါ့နော် pattern ပုံမှန်ဆိုတော့ခေါ်တို့ခေါ်နော်တို့အဲ့ဒါမျိုးလေးနည်းနည်းသုံးလို့ရတယ်อยากได้တို့နည်းနည်းသုံးလို့ရတယ်ကျွန်တော်တို့ basic speaking တန်းမှာဆိုရင်เอาရဲ့အဓိပ္ပာယ်လေးတခြားလေးရှင်းပြထားတယ်ဒီလိုမျိုး pattern လေးတွေကိုအခြေခံနေတက်ဆင်ချင်းသိချင်တဲ့လူတွေက basic speaking မှာ join လို့ရပါတယ် video class ဖြစ်ပါတယ်เนาะအဲ့တော့เอาตามที่แนะนำဆိုတော့အကြံပြုထားတဲ့အတိုင်းပဲယူမယ်နောက်တစ်ခုงั้นเอาตามที่คุณแนะนำครับงั้นเอาตามที่คุณแนะนำครับအဓိပ္ပာယ်တော့งั้นအဓိပ္ပာယ်လေးဒါဆိုရင်ဆိုတဲ့အဓိပ္ပာယ်งั้นဒါဆိုရင်တော့เอาตามที่คุณแนะนำဟုတ်ပြီแนะนำဆိုတာအပေါ်မှာဒီတိုင်းပဲပါတယ်ဘယ်သူလဲဆိုတာမပါဘယ်သူမိတ်ဆက်ပေးရလဲဘယ်သူအကြံပြုရလဲမပါဘူးဒါဆိုရင်ဘယ်သူကအကြံပြုတယ်လို့ပြောချင်တယ်ဆိုရင်အကြံပြုတဲ့ subject ကแนะนำရဲ့အရှိလေးမှာထည့်မယ်သူကအကြံပြုတာပေါ့နော်คุณแนะนำဆိုတော့ခမည်းကအကြံပြုတာအဲ့တော့งั้นเอาตามที่คุณแนะนำครับครับဆိုတာတော့ခမည်းဆိုတဲ့အဓိပ္ပာယ်ဒါဆိုရင်တော့ခမည်းအကြံပြုတဲ့အတိုင်းပဲကျွန်တော်ယူမယ်ဆိုတဲ့အဓိပ္ပာယ်งั้นเอาตามที่คุณแนะนำครับရမယ်နော်